မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်ဒီ Facebook Messenger မှာပေါ့ခင်ဗျာကျွန်တော်ဒီ Facebook Messenger မှာကျွန်တော်ဗီဒီယိုကောပြောတဲ့အခါမှာပေါ့ခင်ဗျာဗီဒီယိုရုပ်ထွက်ကောင်ပေါ့ခင်ဗျာကြည်လင်ပြတ်သားပြီးတော့ဗီဒီယိုရုပ်ထွက်ကောင်ကျွန်တော်တို့ဘယ်လို setting ချိန်ထားမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ပေါ့ခင်ဗျာကျွန်တော်ဒီဖုန်းရဲ့ပေါ့ခင်ဗျာဒီ setting နဲ့ကိုတွားလိုက်ပါမယ်ခင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ဒီဖုန်း setting နဲ့ကိုတွားလိုက်ပါမယ်ပြီးတော့ကျွန်တော်ဒီအောင်နာလေးမှာရှိမှာပေါ့ခင်ဗျာကျွန်တော်ဒီအောင်နာလေးမှာကျွန်တော်ဒီမှာပေါ့ခင်ဗျာadditional setting ဆိုတဲ့ထက်ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီ additional setting ပေါ့ခင်ဗျာဒီထက်ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီထက်ကို additional setting နဲ့ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီ additional setting နဲ့ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်နှိပ်ဝင်ပြီးမှကျွန်တော်ဒီအောင်နာလေးမှာပေါ့ခင်ဗျာကျွန်တော်ဒီအောင်နာလေးမှာကျွန်တော်ဒီမှာပေါ့ခင်ဗျာedit appearance in video call ဆိုတာလေးပေါ့ခင်ဗျာဒီထက်ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာပေါ့ခင်ဗျာreturn appearance in video call ဆိုတဲ့ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာနှိပ်ဝင်ပြီးတော့ကျွန်တော်ဒီမှာပေါ့ခင်ဗျာ return appearance in video call အောက်မှာပေါ့ခင်ဗျာကျွန်တော်ဒီမှာ fs ဆိုပြီးရေးထားတယ်ပေါ့ခင်ဗျာအဲ့ဒီ fs ဆိုတဲ့ဒီမှာပေါ့ခင်ဗျာ week ကနေ strong ဒီပေါ့ခင်ဗျာဒီကောင်လေးကိုကျွန်တော်ဒီမှာတင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရုပ်ထွက်ကောင်ပေါ့ခင်ဗျာဒီကောင်လေးကို strong ဒီဂိတ်ဆုံးတင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီမှာပေါ့ခင်ဗျာကိုယ့်ရဲ့ messenger ခလုတ်ကလေးကိုပေါ့ခင်ဗျာဒီခလုတ်ကလေးကိုဖွင့်ပေးလိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ရပြီပေါ့ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ကmessenger မှာပေါ့ခင်ဗျာဗီဒီယိုကောပြောတဲ့အခါမှာကြည်လင်ပြတ်သားပြီးတော့ကိုယ့်ရဲ့ messenger ရုပ်ထွက်ကောင်းမှာပို့ပြီးတော့ရခင်ရတဲ့ပေါ့ခင်ဗျာပို့ပြီးတော့ရုပ်ထွက်ကောင်းမှာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ဖုန်းတစ်လုံးနဲ့တစ်လုံးကတော့မတူနိုင်ဘူးပေါ့ခင်ဗျာ setting ပိုင်းနေကျွန်တော်တို့ဒီပါတဲ့ဖုန်းလည်းပါမယ်ပေါ့ခင်ဗျာမပါတဲ့ဖုန်းလည်းမပါနိုင်ပါဘူးခင်ဗျာပါတဲ့ဖုန်းတွေကတော့ကျွန်တော်ဒီ setting လေးပါတဲ့ဖုန်းတွေကတော့ပို့ပြီးတော့မိုက်တယ်ပေါ့ခင်ဗျာကျွန်တော် messenger မှာဒီလိုလေးဖွင့်ထားလိုက်ပြီပေါ့ခင်ဗျာဒီလိုလေးဖွင့်ထားလိုက်ခြင်းဖြင့်ကိုယ့်ရဲ့ messenger ပေါ့ခင်ဗျာဗီဒီယိုပြောတဲ့အခါမှာရခင်ရတဲ့ပို့ပြီးတော့အဆင်ပြေမှာပို့ပြီးတော့ပြောလို့ကောင်းတယ်ရုပ်ထွက်ကောင်းမှာဖြစ်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော် messenger မှာဗီဒီယိုကောပြောတဲ့အခါမှာပေါ့ခင်ဗျာရုပ်ထွက်ကောင်းပေါ့ခင်ဗျာရခင်ရတဲ့ရုပ်ထွက်ကောင်းအောင်အတန်လေးကြည်လင်ပြတ်သားအောင်ပေါ့ခင်ဗျာဘလို့ setting ချိန်ထားမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါသည်ခင်ဗျာ